မင်္ဂလာပါကျွန်တော်စပင်လေးတွေညက်မပြဖြစ်တာတော်တော်ကြီးကိုကြာတော့ပါပြီအဲ့တော့ဒီဗီဒီယိုပိုင်းမှာကျွန်တော်စပင်ညက်ပြချင်ပါတယ်ဘာကလေးညက်ပြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ bullet tape ပါမှာ share လေးချက်ပြီးညက်တဲ့ညက်လေးကိုကျွန်တော်ဒါ beginner ဘာတွေအတွက်ကျွန်တော်မျှဝေပေးချင်ပါတယ်အဲ့တော့စလိုက်အောင်ပထမအဆုံးအနေနဲ့ 10mm ကတ်ကိုအသုံးပြုပြီးတော့ foundation guideline တစ်ခုဖြစ်တဲ့ blending guideline ကိုကျွန်တော်တို့အရင်ဆုံးဖော်ဆောင်မှာဖြစ်ပါတယ်နောက်ထပ်တစ်ဆင့်အနေနဲ့ trimmer ကိုအသုံးပြုပြီးတော့အောက်မှာ zero guideline ကိုကျွန်တော်တို့ဖော်ဆောင်ပေးမှာပဲဖြစ်ပါတယ်zero guideline ဖော်ဆောင်တဲ့နေရာမှာကျွန်တော်တို့က share တို့ channel တာဖြစ်တဲ့အတွက်အခုမြင်တွေ့နေရလို့အခုံးပုံသဏ္ဍာန်ကိုကျွန်တော်တို့ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ share တို့ channel မှာဖြစ်တဲ့အတွက်အခုလို shaper မဖြစ်မနေသုံးပေးရမှာပဲဖြစ်ပါတယ်shaper ပုတ်ပြီးရင်တော့နောက်ထပ် first guideline တစ်ခုဖြစ်တဲ့ open plate ကိုအသုံးပြုပြီးတော့ guideline တစ်ခုကျွန်တော်တို့စတင်ပြီးတော့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ် open plate ကိုအသုံးပြုတဲ့အချိန်မှာအခုမြင်တွေ့နေရလို့ကျွန်တော်တို့ clipper ရဲ့အသွားရဲ့အစွန်းလေးနေတာကျွန်တော်တို့ဖော်ဆောင်သွားမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ shade down နဲ့နောက်တော့မှာကျွန်တော်တို့ share တို့ချမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ဒီအဆင့်ကတော့ clipper ရဲ့ blade ကိုပြန်ပိတ်ပြီးအောက်က zero guideline ကိုကျွန်တော်တို့ဖျောက်ပေးနေရပဲဖြစ်ပါတယ်ဒီနေရာမှာလည်းကျွန်တော်တို့ဆော့ပြောခဲ့လို့ clipper ရဲ့ blade အကုန်လုံးကိုအသုံးမပြုပါဘူးဘေးနှစ်ဖက်မှာရှိတဲ့အစွန်းလေးနေတာကျွန်တော်တို့အသုံးပြုသွားမှာပဲဖြစ်ပါတယ်zero guideline ဖြောက်တဲ့အချိန်မှာအခုလို clipper blade အနေထားနဲ့တင်မပြောက်တဲ့အတွက်ကျွန်တော်တို့အခုမြင်တွေ့နေရလို့ trimmer ကိုအသုံးပြုပြီးတော့တစ်ခေါက်ပြန်ပြီးတော့လိုက်ပေးရမှာပဲဖြစ်ပါတယ်။ဖိတ်တွေညက်တဲ့အချိန်မှာ shaper ကိုအသုံးပြုထားတယ်ဆိုလို့ရှိရင်အခုမြင်တွေ့နေရလို့ trimmer ကိုလည်းနောက်ထပ်တစ်ချိန်ထပ်ပြီးတော့အသုံးပြုရပါတယ်။အခုလို trimmer ကိုနောက်ထပ်တစ်ချိန်သုံးပေးမှသာလျှင်ကျွန်တော်တို့အောက်ပိုင်းမှာ guideline တွေကလုံးဝကိုရှင်းရှင်းလင်းလင်းဖြစ်သွားမှာဖြစ်ပါတယ်။ဒီစင်ကတော့ 1.5mm ကတ်ကိုအသုံးပြုပြီးတော့ open guideline ရဲ့အပေါ်မှာကျွန်တော်တို့ guideline တစ်ခုထပ်ပြီးတော့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ် 1.5mm ကတ်ကိုသုံးလိုက်တာနဲ့အခုမြင်တွေ့နေရလို့အမိန်လိုင်းလေးကစပြီးတော့ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအောက်မှာရှိတဲ့ open guideline ကိုကျွန်တော်တို့ 1.5 ကို close အနေထားနဲ့ပြန်ပြီးချိတ်ဆက်ပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ဆင့်အနေနဲ့ gun number 1 3mm ကတ်ကိုအသုံးပြုပြီးတော့ 1.5mm ရဲ့အပေါ်မှာ guideline တစ်ခုကိုထပ်ပြီးတော့ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်ဒီစင်ကတော့ကျွန်တော်တို့ blending ဖြည့်ပေးရမှာပဲဖြစ်ပါတယ်အပေါ်ကျွန်တော်ကြက်ရှိနေတဲ့ guideline လေးကိုခုမြင်တွေ့နေရလို့ blending ဝင်ပြီးတော့မှညီသွားအောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်ဒီအချိန်မှာ v-neck clipper ကိုအသုံးပြုပြီးတော့ရှေ့မှာခြံမဲ့ share လေးတွေပါကျွန်တော်တို့အတက်နိုင်ဆုံးချိတ်ဆက်ခဲ့ရမှာပဲဖြစ်ပါတယ်ဒီစင်ကတော့ gun number 2 6mm ကတ်ကိုအသုံးပြုပြီးတော့အမိန်လိုင်းလေးတွေပို့ပြီးတော့ချိတ်ဆက်မှုအားကောင်းအောင်ကျွန်တော်တို့ပြန်ပြီးတော့တစ်ခေါက် guideline လေးတွေဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်ခုလိုဖိတ်ဖော်ဆောင်ပြီးပြီဆိုလို့ရှိရင်တော့ချဲတို့ချမ်းမဲ့နေရာလေးတွေကိုပြန်ပြီးတော့ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာခဏဘက်ကိုကြီးရနေပဲအသုံးပြုစေချင်ပါတယ်open plate တို့close plate တို့တွားသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချမ်းမဲ့ share တို့ guideline တွေအခက်မသိရင်ပြတ်သွားနိုင်ပါတယ်အဲ့တော့ 4.5 တို့အခုမြင်တွေ့နေရလို့ 3mm ကတ်တွေကိုအသုံးပြုပြီးတော့ချိတ်ဆက်ပေးရပို့ပြီးတော့ကောင်းပါတယ်နောက်ဆုံးတစ်ဆင့်အနေနဲ့အခုမြင်တွေ့နေရလို့ blending guideline ကိုတိတိကျကျပြန်ပြီးတော့တစ်ခေါက်ထပ်လိုက်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ fake ကအခုံးပုံစံဖော်ဆောင်ထားတယ်ဆိုလို့ရှိရင်အပေါ်က blending guideline ကိုလည်းအခုံးပုံစံလေးပဲဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ် fake ဖော်ဆောင်ပြီးပြီဆိုတော့အခုမြင်တွေ့နေရလို့ရှင်းတဲ့နောက်နဲ့ကိုပြန်ပြီးတော့ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရလို့ v-neck clipper နဲ့ချိတ်ဆက်လို့ရသလိုဒါမှမဟုတ်လည်းလက်ဆွဲပြီးတော့ degree လေးနဲ့လည်းချိတ်ဆက်လို့ရပါတယ်ဒီအဆင့်ကတော့ကျွန်တော်တို့ channel share လေးတွေအပေါ်ကနားဝိုက်လေးတွေကို trimmer ကိုအသုံးပြုပြီးတော့တိတိကျကျလေးစနစ်တကျပြန်လဲပြီးတော့ဖော်ဆောင်ပေးနေရပဲဖြစ်ပါတယ်
ပြီးပြီဆိုရင်တော့ကျွန်တော်တို့စောစောကခြံခဲ့တဲ့ share တွေကိုပို့ပြီးတော့ထင်ရှားအောင်ပို့ပြီးတော့တိတောက် razor ကိုအသုံးပြုပြီးတော့ပြန်ပြီးရိတ်ပေးရမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ fading line လေးဖော်ဆောင်ပြီးပြီဆိုတော့ဒီညီလေးရဲ့သပင်းကနောက်ကရှည်ပြီးတော့သပင်းကအပြင်ကိုကော့ထွက်နေတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်အခုမြင်တွေ့နေရလို့90 degree လက်ဆွဲပြီးတော့သပင်းလေးအားလုံးကိုလိုက်ညီပေးနေရပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့နောက်ဖက်ပိုင်းကိုလည်းဒီဂရီလေးတွေထည့်ပြီးတော့လေယာလေးတွေလည်းဖော်ဆောင်ပေးပြီးသွားပြီဖြစ်တယ်။ကြန့်ရှိနေတဲ့အပေါ်ပိုင်းကိုတော့ကျွန်တော်တို့ပုံပါတော့ပုံစံထားမှာဖြစ်တဲ့အတွက်အလဲစင်တာ guideline တစ်ခုကိုယူပြီးတော့မာကာ session လေးစပြီးတော့ညက်ပေးရမှာပဲဖြစ်ပါတယ်။ပေါ်ပိုင်းနဲ့ညက်ပြီးတော့ဆိုရင်ဒီအစင်းကတော့ကျွန်တော်တို့က style လေးလုပ်ဖို့အတွက် product ကိုအရင်လိမ့်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ပုံသွင်းပေးရမှာကပုံပါတော့ hairstyle ဖြစ်တဲ့အတွက်ရှေ့ဆုံးကသပင်ကိုကျွန်တော်တို့ dryer နဲ့အခုမြင်တွေ့နေရလို့ဘောလုံးမြင့်မြင့်လေးရအောင်ဖော်ဆောင်ပေးရမှာပဲဖြစ်ပါတယ်ဟုတ်ပြီအခုဆိုရင် final result လည်းရရှိလာပြီဆိုတော့ကျွန်တော်ရဲ့မျှဝေမှုကနေအကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့မျှဝေမှုကိုအစဆုံးကြည့်ရှုခဲ့ကြတဲ့ညီညီမတွေအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက် video final မှာဘယ်လို hairstyle တွေကိုမျှဝေပေးမလဲဆိုတာသိရှိရအောင်ကျွန်တော်ရဲ့ YouTube လေးကိုလည်း subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်မျှဝေမှုတွေမှာအားလုံးနဲ့ပြန်ဆုံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ